င်ကျော်tiêuဆောင်သွန်းဆက်ရဲ့နေအိမ်ကမိဆိုင်များပြုတ်ကျပျက်စီးယနေ့နနက်8:36မိနစ်ကရန်ကုန်တမြို့လုံးအရှိန်ဟုန်ပြေးစွာခန်းစားလိုက်ရတဲ့အင်အား9ရက်နေ့မဂနီကျူးရှိတဲ့နေငလင်ကျော်tiêuဆောင်သွန်းဆက်ရဲ့နေအိမ်မှာထိခိုက်ဖြစ်စဉ်မှုချိုးရှိခဲ့ပါတယ်။ဒီမျိုးဖြစ်သူနဲ့မင်းငယ်ကိုကိုယ်တိုင်လက်ထပ်ပြီးတဲ့အထိသဘောထားကြီးလုံးနဲ့မယားကြီးဒီမင်္ဂလာပွဲကတော့အလွန်ထူးဆန်းအောက်ဖွယ်ကောင်းတဲ့ပွဲတစ်ခုဖြစ်မြတ်တန်တင်သွားခဲ့ပါတယ်။နှစ်20ကြာအတူလက်တွဲလာခဲ့တဲ့ခင်မွန်းဖြစ်သူတွေပထမဇနီးမယားကြီးကိုယ်တိုင်ကရှေ့ကနေမမတ်ဦးဆောင်ပြီးဒုတိယဇနီးနဲ့လက်ထပ်ထိမ်းမြပေးခဲ့တာပါ။မေလ15ရက်နေ့ကထိုင်းနိုင်ငံဘန်နောင်ဖိုရှိနေအိမ်တစ်လုံးမှာကျင်းပခဲ့တဲ့ဒီပွဲလေးဟာမော်တော်ယာဉ်ဆယ်စီးကျော်နဲ့ဆိုင်ကယ်တန်းကြီးတွေနဲ့တကယ့်ကိုစီကားတိုက်မိတ်ခဲ့ပါတယ်။ပိုပြီးအောက်ဖို့ကောင်းတာကမယားကြီးဖြစ်သူကဒုတိယဇနီးကိုအိမ်ပေါ်ခေါ်တင်ဖို့ဆေးဆက်ကြောင်းလန့်တဲ့ဆွတောင်ပွဲကိုပါတင်တောင်းဝေပါကိုရိုင်းစီစဉ်ရေးပြတန်မိုးရှိတဲ့ရွှေငါးပိတ်တာကိုပါအခမ်းအနားနဲ့ပြရက်ခဲ့တယ်လို့သိရပါတယ်။ဒါနဲ့မှအရန်တွက်တယ်ဆိုတာထက်ကျမ်းမာရေးချွတ်ရနေတာလားဆိုပြီးမိကိုထုတ်ခံနေရတဲ့သမီးလေးချစ်ဖူးဝေလက်တယ်လို့ဆိုရှယ်မီဒီယာပေါ်မှာအကားဗီဒီယိုလေးတွေနဲ့လူသိများပြီးနာမည်ကြီးနေတဲ့သမီးလေးချစ်ဖူးဝေရဲ့အကားတွက်ပုံလေးတွေကတော့ပရိသတ်တွေကြားမှာတကယ်ကိုရေပန်းစားနေပါတယ်။ခလေးလေးကအသက်ငယ်လေးနဲ့အရင်တွက်လိုက်ပြီးကပ်ပြတ်တက်လွန်လို့တချို့ကတော့ဖြူဖြူထွေးတူတရလို့တင်သားခေါ်နေကြပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းခလေးလှုပ်ရှားမှုနဲ့ပုံစံလေးကိုကြည့်ပြီးတာမန်လေးတွေလိုမဟုတ်ပဲကျမ်းမာရေးရဖြစ်စေဖွံ့ဖြိုးမှုရဖြစ်စေတခုခုချိုးတဲ့မှုကြောင့်ဖြစ်စေတခုခုချိုးတဲ့မှုကြောင့်ဖြစ်နေတဲ့ပုံစံလေးဖြစ်နေမလားဆိုပြီးထောက်ပြပြောဆိုမှုတွေလည်းရှိနေပါတယ်။ပရိသတ်တွေကတော့စေတနာနဲ့စိတ်ပူလို့ခလေးရဲ့မိသားစုဝင်တွေအနေနဲ့တေချာစစ်စစ်ပြီးလိုအပ်ရင်ကုသပေးရမှာဆိုပြီးအကြံပြုနေကြတာပဲဖြစ်ပါတယ်။ဒီအပေါ်မှာသမီးလေးချစ်ဖူးဝေရဲ့မိခင်ဖြစ်သူကတော့ကျောင်းသားပွဲမှာသမီးလေးကိုကဖို့ဆရာမကပြောတော့ကတက်ပါမလားဆိုပြီးစိုးရိမ်နေကြတာဒါပေမဲ့ခလေးကတက်လွယ်တက်တယ်ခလေးဆိုတဲ့သဘာဝကလှုပ်ယူလို့လည်းမရဘူးခလေးကိုပေးကလိုက်ပါလို့ဆရာမကပြောတာနဲ့ကျောင်းကပွဲမှာပါဝင်ဖြစ်သွားတာပါဆိုပြီးခလေးရဲ့အနုပညာဝါသနာကိုပတ်မုံပေးခဲ့ပုံကိုရင်ပွေးလာပါတယ်အလားတူပဲအဖွားဖြစ်သူကမိမလေးကအလားလည်းအရင်ကြိုက်တယ်နှကန်းဒီသူ့ဘာသူဆိုတယ်မျက်ခုံမွေးဆွဲတက်တယ်အရင်ချစ်ဖို့ကောင်းတယ်ဆိုပြီးမိမလေးရဲ့ချစ်စရာအမှုရာလေးတွေကိုလည်းပြောပြလာခဲ့ပါတယ်ခလေးလေးတယောက်အနေနဲ့ဝါသနာပါလို့ကပ်သက်ထုတ်ပြီးတာဟာချစ်စရာကောင်းပေမဲ့ပရိသတ်တွေရဲ့စိုးရင်စိတ်ပူမှုတွေကိုလည်းမိသားစုကတေချာယူဆိုင်ပေးတော့အကောင်းဆုံးပါပဲရှင်။တသားလေးကိုစက်ကကြော်မင်းလို့အမည်ပေးခဲ့တဲ့သူရိန်ကျော်မိုးဖေသူရိန်ကျော်မိုးနဲ့မမေခရစ်စတီနာတို့ကဒုတိယမြောက်မီဖွားထားတဲ့သားငယ်လေးကိုစက်ကြဝဠာတေမင်းဆိုတဲ့စက်ကြကိုယူပြီးပေးခဲ့ကြတာပါသူရဲ့နာမည်ကိုအနောက်ကထည့်စေခဲ့ပြီးစက်ကကြော်မိုးလို့ပေးခဲ့တာဖြစ်ပါတယ်ပထမမီဖွားထားတဲ့သမီးကြီးလေးကတော့တိရကျော်မိုးပဲဖြစ်ပါတယ်